တင်ဟာပိုးစွန်ကျူးလေးတွေကိုမြင်တွေ့ဘူးတဲ့နောက်ဆုံးမျိုးဆက်ဖြစ်နိုင်ပါတယ်ဟုတ်ပါတယ်ဘာကြောင့်လဲဆိုတော့လူသားတွေရဲ့ဓာတုပိုးသက်စီအလင်းညဉ့်ညမ်းမှုနဲ့ယာတိဥတုပြောင်းလဲမှုတွေကြောင့်သူတို့လေးတွေဟာနေထိုင်ရာပတ်ဝန်းကျင်ပျောက်ဆုံးသွားကြလို့ပါပဲပိုးစွန်ကျူး firefly လို့ခေါ်တဲ့အမှောင်တွေကမီးအိမ်ရှင်လေးတွေဟာတဘာဝလောကရဲ့အလှပဆုံးနဲ့အစမ်းကျယ်ဆုံးတတ္တဝါလေးတွေထဲမှာပါဝင်ပါတယ်ညမောင်မောင်တောအုပ်လေးတွေနဲ့မြက်ခင်းပြင်းတွေပေါ်မှာကျေကလေးတွေညီပြင်းပေါ်ဆင်းသက်လာတယ်လို့မျိုးတစ်ဖြက်ဖြက်လင်းလက်နေတဲ့ပိုးစွန်ကျူးလေးတွေကိုတွေ့ဘူးကြမှာပါသူတို့ဟာတခြားအင်းဆက်တွေနဲ့မတူပဲသူတို့ရဲ့ခန္ဓာကိုယ်အောက်ပိုင်းကနေအီးမြတဲ့အလင်းရောင်တွေကိုထုတ်လွှတ်နိုင်စွမ်းရှိကြပါတယ်ဒီအလင်းရောင်ဟာလူသားတွေဖန်တီးတဲ့မီးသီးတွေလိုအပူဓာတ်မထွက်ပဲစွမ်းအင်အားလုံးနှိပါကိုအလင်းအဖြစ်ပြောင်းလဲပေးနိုင်တဲ့အတွက်သိပ္ပံပညာမှာတော့အထိရောက်ဆုံးအလင်းရောင်လို့တင်စားကြပါတယ်အဓိကအားဖြင့်တော့သူတို့ရဲ့အဖော်ကိုရှာဖွေဖို့အတွက်အချက်ပေးတာဖြစ်ပြီးမျိုးစိတ်တစ်ခုနဲ့တစ်ခုဟာအလင်းလွတ်တဲ့ပုံစံချင်းမတူကြပါဘူးတချို့ကတစ်ဖြက်ဖြက်မိတ်တုံလောက်ကြသလိုတချို့ကတော့အချိန်အကြာကြီးလင်းနေတတ်ကြပါတယ်ဒါအပြင်ဒီအလင်းရောင်ဟာရန်သူတွေကိုငါမှအစိတ်ရှိတယ်စားလို့မကောင်းဘူးလို့တတိပေးတဲ့ကာကွယ်ရေးလက်နက်တစ်ခုလည်းဖြစ်ပါတယ် light pollution ဟာမြို့ပြတွေတိုးချဲ့လာတာနဲ့အမျှလမ်းမီးတွေကြော်ညာမီးတွေဟာညဘက်မှာအရန်တောက်ပလာပါတယ်ပိုးစုံကျူးတွေဟာသူတို့ရဲ့အဖော်ရှာတဲ့အလင်းအချက်ပြမှုကိုဒီမီးရောင်တွေကြောင့်ကောင်းကောင်းမလုပ်နိုင်တော့ပဲမျိုးပွားနှုံကျဆင်းလာရပါတယ်အဆိုဓာတ်ရှိတဲ့နေရာတွေမြေခင်းပြင်နေတဲ့တစ်တောတွေကိုနှစ်သက်ကြပါတယ်မျိုးပြစီမံကိန်းတွေကြောင့်ဒီလိုနေရာတွေပျောက်ကွယ်ကုန်တာကသူတို့အတွက်ကြီးမားတဲ့ချိန်ချောက်မှုပါစိုက်ပျိုးရေးနဲ့ချင်းနှင်းညှိရေးတွေမှာသုံးတဲ့ပိုးသက်စီတွေဟာပိုးစုံကျူးပိုးလောင်းလေးတွေကိုတိတ်စီပါတယ်သူတို့ဟာမြေကြီးထဲမှာရှင်တန်ရတာကြောင့်မြေစီလွာတွေကဓာတုပစ္စည်းတန်းကိုတိုက်ရိုက်ခံရတာပါဒါအပြင်ကဘာကြီးပူနွေးလာတာနဲ့အမျှမိုးခေါင်တာအပူကြီးလုံကဲတာတွေကအဆိုဓာတ်ကိုမိခူရတဲ့ပိုးစုံကျူးတို့ရဲ့ဘဝဆက်ဝင်ကိုထိခိုက်စေပါတယ်